天地，周瑜的唯一一个任务就是捍卫天地而肺腑。ကဲအခုဆိုလို့ရှိရင်ပေါ့နော်ကိုရီအရင်ကမျောလင်းဆောင်စားနေရတဲ့ Uda series က trailer ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။မနက်က GMM TV ကပေါ့နော်ဗီဒီယိုအတိုလေးတင်ထားပေးပြီးကြတဲ့ကအဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အဲ့ဒီရဲ့ပေါ့နော် background music ကိုကြားပြီးကြတဲ့ကအရင်ကစိတ်လှုပ်ရှားပြီးတော့လေ emotional တွေပဲဖြစ်တယ်လို့ငိုချင်တယ်လို့ပဲဖြစ်တယ်လို့ဖြစ်နေတာပေါ့နော်။အခုဆိုလို့ရှိရင်10 minute ပဲလို့တော့ရဲ့လက်တီတော်မှတုံးလေးပဲ။အဲ့ဒီတော့အတူတူ Uda series က reaction ကိုကြည့်လိုက်ကြရအောင်ပေါ့နော်။ကိုရီ Sky နာနေအရင်စူးစမ်းထားတဲ့ project ရဲ့ဒီ official trailer လေးကိုအတူတူ reaction လုပ်ကြည့်ကြမယ်နော်။ โลกเรามีพลังลี้ลับเป็นสองประเภทแบบแรกคือพลังฟ้าดินเป็นพลังที่บริสุทธิ์ถูกต้องพลังอีกแบบหนึ่งมันเกิดขึ้นในธรรมชาติฝืนฟ้าฝืนดิน现在妖魔的威力占据人们的心。魔力这么大的妖魔，第六个，第六个，都没被人放出来。哇哦！แต่ถ้าเป็นปีศาจตัวนั้นจริงๆเราจะทำอะไรได้ แต่ในฐานะครูอะ พี่ก็จี เราก็ต้องหาหนทางปะOh my god ใช่ไหมล่ะเพราะมึงก็เป็นหนึ่งในพวกมันมึงมีใครทำพิธีกรรมอะไรบางอย่างกับมึงใช่ไหม Oh my god เราจะผนึกปีศาจระดับชีลงอะเราต้องใช้อูถึง9 คน น้องนั่นแปลว่าเราหาใครเพิ่มก็ได้พิธีนี้จะเริ่มได้ก็ต้องใช้มึง啊အဲ့ဆွဲချိုအဲ့ဒါကြောင့်မို့အမြဲဆွဲထားတာကို เป็นแค่คนธรรมดา Oh my god အရင်ဝိတ်တယ်ရော ตัวกับพลังธรรมชาติและหยิบพลังนั้นมาใช้เธอกับมิรันจะต้องใช้ชะตาร่วมกัน 我们注重是受于的为任务就是捍卫天地 What the hell 非腐去闯逆也非贪图钱财ก็คือมึงยังใช้ชีวิตอย่างนี้ต่อไปเรื่อยๆ พี่เพชรจานี่พี่เพชร ก็จะมีค่าเป็นแค่พัฒนารอวันที่ผ่านรูปร่างก็แค่นั้นกูคงทำไม่ได้อะถ้าไม่มีใครสักคนเชื่อในตัวกู အပတ်နေပြန်မှာအဲ့လိုမျိုးလား Oh my god ติดตามชมอูทุกวันอังคารเริ่มตอนแรก 5 พฤษภาคมนี้ เวลา 2 ทุ่มครึ่งทางช่อง GMM 25 รับชมย้อนหลังที่แรกได้ที่วิวเวลา 3 ทุ่มครึ่ง မေ9ရက်နေ့ကနေပြီးတော့မေ9ရက်နေ့ကနေပြီးတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်အဲ့တိတ်တောင်မလို့တော့ဘူးเนาะမေ9ရက်ဆိုလို့ရှိရင် เริ่มตอนแรก 5 พฤษภาคม အင်္ဂါနေ့တိုင်းမေလ9ရက်နေ့ကစပြီးတော့အင်္ဂါနေ့တိုင်းကြည့်လို့ရပြီ 25รับชมย้อนหลังที่แรกได้ที่วิวเวลา 3 ทุ่มครึ่ง ဘာဖြစ်ကုန်လာလဲဘာဖြစ်ကုန်လာလဲမသိဘူးเนาะအဲ့တော့ဖြစ်ကိုအပတ်မင်ပေးရမှာလားအဲ့လိုမျိုးလားညီရန်ကလေဘယ်ဖြစ်တော်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ကိုရီအများကြီးကြည့်နေကြ series တွေနဲ့မတူဘဲနဲ့ကွဲထွက်နေတဲ့ခါကြမျိုးရမှာကတော့အသေးချာပဲပေါ့နော်ပြီးတော့ Korea Sky နာနေကလည်းဒီ project ကိုဘယ်လောက်ထိအောင်မှစူးစမ်းထားလဲဆိုတာက Plamor တွေအကုန်လုံးအသေးဆုံးပေါ့နော်အဲ့တော့အခုပေါ့နော်အမဒီ reaction လုပ်တဲ့ video လေးမှာဆိုလို့ရှိရင်လည်းဒီ trailer လေးကိုဝါပြီးတော့ပဲပြထားပေးပါမယ်ဒီ trailer ကိုကြည့်ကျင်တဲ့သူတွေတိုင်း GMM TV ရဲ့ဒီ official ကိုပဲသွားပြီးတော့ကြည့်ပေးပါပေါ့နော်ပြီးတော့ဒီနေ့မှာလောက်ရမယ်ဒီ streaming တွေပြီးတော့ trending တွေအကုန်လုံးလည်းပါဝင်ပေးကြပါလို့တရားလည်းမြစ်တာရခံပါတယ်အဲ့တော့ကိုရီကအမြဲစူးစမ်းခဲ့တဲ့ Sky နာနေကို support ပေးလိုက်ကြအောင်ပေါ့နော်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲရှင်